တရုတ်တွေကကျွန်တော်တို့မြန်မာပြည်သားထက်ကိုကြောက်ရတယ်ဆိုတာအခုထိုင်းတွေကထိနေပြီတရုတ်ကလေးတွေကိုထိုင်းလူမျိုးအဖြစ်နဲ့မွေးစင်းအတုတွေလုံနေတဲ့ကိစ္စကိုပြောတာစေးုံတစ်ခုမှာအဖေနာမည်ခံပြီးတော့တရုတ်တထေးတွေက160ကျော်အထိကိုလက်ခံထားတာအဲ့ဒါပလိတ်တွေကတွေ့လို့စစ်ဆေးလာတဲ့အချိန်မှာကျတော့အကုန်လုံးကအတုတွေတက်တက်ဒီကလေးတွေကထိုင်းမှာမွေးတယ်ထိုင်းလူမျိုးဖြစ်အောင်စင်တော့တရုတ်တွေဘလောက်အောင်တော့ကောင်းတယ်လေတသေးလေးကနေသူစူးစောင်းပြီးတော့ကိုက်စားတာအဲ့ဒီကလေးတွေကဘာမှမသိတဲ့အရွယ်ကနေပြီးတော့စင်တော့သူတို့တန်းစီလောက်ထားပြီးသားသူရဲ့နောက်သားသမီးအတွက်ကိုအဲ့လောက်ထိလောက်ထားတယ်တရုတ်တွေကတယောက်ကိုစင်တော့ဘတ်2000နဲ့အဖေနာမည်ငှားပလိုက်တာကလေးမွေးစင်းအတုကိုလောက်ပေးလိုက်တဲ့ထိုင်းလူမျိုးကိုလည်းမိတယ်ဆရာဝန်တွေလည်းမိတယ်အယုံတွေလည်းမိတယ်တော်နာမည်ကြီးနေတယ်စဉ်းစားကြည့်လေကလေးကမွေးလာတာနဲ့ဆိုတော့အဖေကထိုင်းလူမျိုးဖြစ်သွားတယ်ဒါမှကလေးကဆိုတော့ဗတ်ပြချွန်တွေရမှာကလေးကထိုင်းလူမျိုးဖြစ်အခုထိုင်းနိုင်ငံမှာတရုတ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်သားအလောက်မရှိပေမဲ့လေဒါပေမဲ့တော်လေးများလာနေပြီအဲ့ဒီတရုတ်တွေကတကယ်တထေးတွေတကယ်ဆရာကြီးတွေတချို့ကဘာမှမရှိဒါပေမဲ့ပတ်စံနဲ့ကင်ပေါက်တာတချို့ထိုင်းတွေတချို့ပလိတ်တွေကမလှုပ်ရဲဘူးအခုကိစ္စကိုကြည့်ပေါ့ဆရာဝန်တွေကိုလက်ထိုးတယ်အဖေငှားတယ်ဘာညာဆိုရင်လှုပ်တယ်ဆိုတော့ကလေးတယောက်မှဆိုတော့ဘတ်9000လောက်ကုန်သွားတယ်ဒါပေမဲ့ကုန်ကြခံနိုင်တယ်ဒီကလေးရဲ့အနာဂတ်မှာဆိုတော့ထိုင်းလူမျိုးဖြစ်ဆိုတော့ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်မယ်ထိုင်းနိုင်ငံမှာတထေးလုပ်မယ်ဆိုတော့ရွယ်ချက်နဲ့အခုလူမျိုးပြင်ဆင်ထားတာအကြောအခုဆိုတော့လိုက်လန်စစ်ဆေးနေတယ်တကယ်လို့ DNA စစ်မှာပေါ့ကလေးနဲ့ဒီအဖေက DNA တူစင်တော့ okay တကယ်လို့မတူဘူးဆိုရင်တော့ဒါအတုတရုတ်တွေကကျွန်တော်တို့မြန်မာပြည်သားထက်ကိုကြောက်ရတယ်ဆိုတာအခုထိုင်းတွေကထိနေပြီ